နော်အရန်ကိုစားလို့ကောင်းတဲ့ကြက်တောင်ပန်မာလာမွေးကြော်လေးရပါပြီရှင်မာလာကြိုက်တဲ့သူတွေအတွက်လာပါပြီကြက်တောင်ပန်ကိုမာလာအနံ့မွေးလေးနဲ့ကြော်ထားတဲ့ကြက်တောင်ပန်မာလာမွေးကြော်လုံးလေးကိုလာမျှဝေပေးမှာဖြစ်ပါတယ်ကြက်တောင်ပန်ကိုမငြီအောင်အရင်ပြုတ်ပါမယ်ပြုတ်တဲ့အထဲမှာစပလင်ဂျင်းစားအချုံမုံထည့်ပြီးတော့မှနိုင်ရွက်လောက်ပြုတ်လိုက်ပါမယ်ကြက်တောင်ပန်လေးပုံမပြတ်စေချင်ဘူးဆိုရင်ခဏမမွေပါနဲ့10မိနစ်တစ်ခေါက်လောက်ပဲမွေလိုက်ရင်ရပါပြီနိုင်ရွက်45မိနစ်လောက်ပြည့်သွားပြီးအသားလေးနူးပြီးဆိုရင်တော့ထုတ်ထားလိုက်ပါမယ်အဲ့ဒါဆိုတော့ကြော်လို့ရပါပြီအိုးထဲကိုစီထည့်လိုက်မယ်ကြက်သွန်ဖြူထည့်မယ်မာလာအနစ်ပေါ့နော်မာလာရှန်ကောအနစ်လေးထည့်ပြီးလို့ရှိရင်မွေးသွားတဲ့အထိကိုကြော်လိုက်မယ်ပြီးရင်တော့အခုနကပြုတ်ထားတဲ့ကြက်တောင်ပန်လေးတွေကိုထည့်မှာဖြစ်ပါတယ်ရေလည်းနည်းနည်းလေးထည့်လိုက်မယ်ပဲငံပြာရေအပြစ်အကျဲလေးလည်းနည်းနည်းစီထည့်လိုက်ပါမယ်ရှင်အရသာအပေါ်ငံကိုမြည်ကြည့်လို့ရပါတယ်ရှန်ကောအနစ်လေးနည်းနည်းနေတယ်ထင်လို့နည်းနည်းထပ်ထည့်လိုက်ပါတယ်ပြီးရင်တော့မာလာအမုံပေါ့နော်မာလာအမုံလည်းနည်းနည်းထည့်လိုက်တယ်လုံးဝရေခမ်းပြီးတော့မှခြောက်သွားတဲ့အထီကိုကြော်ပေးလိုက်ရင်တော့အရန်ကိုစားလို့ကောင်းတဲ့ကြက်တောင်ပန်မာလာမွေးကြော်လေးရပါပြီရှင်လောက်ရတာလဲလွယ်ပြီးတော့မှအရသာရှိအချိန်ခဏလေးနဲ့စားလို့ရတဲ့ကြက်တောင်ပန်မာလာမွေးကြော်လေးလှုပ်စားကြည့်ပါလို့ပြောချင်ပါတယ်ရှင်ပူပူနူးနူးလေးစားရတာကြိုက်တဲ့သူတွေအတွက်ဒီလိုလေးလှုပ်စားကြည့်ပါလို့ပြောချင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာလည်းနောက်မုံလုံးနည်းတွေနဲ့အတူပြန်လာခဲ့အောင်ပါမလို့ဒီ account လေးကိုလည်း follow ထားဖို့မမေ့ကြနဲ့အောင်နော်